ကဲဒီနေ့က4 ရက်ပေါ့နော်10 လပိုင်း4 ရက်နေ့မှာဒီနေ့ကြည့်ကြပါအောင်ဟေးအိမ်ဝင်းထဲမှာလေမွေကြီးကအကြီးကြီးပဲတိလားအရှိကြီးပဲအမဲရောင်ကြီးပဲတိလားဝင်လာတော့လေအဲ့မှာဟိုသူ့ရဲ့ရင်ဘတ်အောက်ကလေအဝါရောင်လို့ဘာလို့နေတိလားအဲ့ဒါလေအဲ့မွေကြီးကလေသူကဝင်လာပြီးတော့လေခွေးအဲ့ဒီအဝါရောင်ခွေးမကြီးကကလေးတွေပေါက်တာနည်းနည်းကြာတော့ကြာနေတလားလောက်ရှိနေအဲ့ကလေးတွေကိုလေခွေးကလေးတွေကိုလာစားရလားမသိဘူးအရင်တစ်ခါတော့ခွေးကလေးတွေ8 ကောင်ပေါက်တာတစ်ကောင်ကတော့သူကတည်သွားလားပျောက်သွားတာအဲ့မွေရပဲညိုထားလို့လားမသိဘူးအဲ့ခွေးကလေးကပျောက်တယ်အခုကတော့9 ကောင်ပဲကျန်တယ်9 ကောင်ကျန်တယ်ခွေးကလေးတွေကမျက်စိမြင်နေပြီဆိုတော့သူတို့ရှောက်သွားနေပြီအဲ့မွေကြီးကလေအဲ့ခွေးမကြီးပေါက်တဲ့နေရာကြီးကိုလာပြီးတော့လေအဲ့မှာလာပြီးတော့လာကြည့်တာနေမှာပေါ့ခွေးလေးတွေကိုနော်အဲ့နဲ့မကြည့်လောက်ခွေးနှကောင်ကကြိုက်တာအဲ့ခွေးမလည်းလွတ်မပေးဘူးသူ့ကလေးတွေကိုလေစိတ်ပူလို့နေမှာပေါ့သူကလေးတွေကိုစားမှာဆိုလို့စားမှာကြောက်လို့အဲ့မှာကြည့်လောက်တအားကိုပဲကြိုက်ထားတာအဲ့ခွေးမပိုးပြီးတော့ကိုအားတန်နေသလားခွေးမပိုးပြီးတော့ကိုဆွဲကောင်းတာဟေးတအားဆွဲတာမကြည့်လောက်ဟိုခေါင်းကြီးကိုလေထကြိုက်ချင်တာခွေးရလေခေါင်းကြီးကိုထောင်ပြီးတော့လေအဲ့မှာကြိုက်ချင်တာဟိုဘက်ကခွေးမမေးကလေတော်တော်ချတာမကြည့်အောင်မွေကြီးကတော်တော်ကြီးပဲအဲ့မှာအရှိကြီးပဲမွေကြီးကအရှိကြီးပဲအဲ့ဒါကိုဟေးခွေးနှကောင်ကမရမကောက်ကြိုက်တာအဲ့မှာခွေးရလည်းမသေးနိုင်ဟုတ်ပါဘူးမွေးရလည်းမသေးနိုင်အဲ့မှာပြေးချင်တယ်ခွေးနှကောင်ကိုလည်းကြိုက်ချင်တယ်ခေါင်းရထောင်ပြီးတော့လေအရှားလည်းထုတ်ထုံနေတာဟာနဲ့လေရေချိုးရင်းနဲ့ရေကန်နာနေပြန်လာတော်သေးတာပေါ့တတ်ကလည်းအပေါ်ရောက်သွားလို့အဲ့မှာတွေ့ချင်းပဲပြေးလာတာမွေကြီးလို့အဲ့နာမှာကားသမားကြီးကလည်းထိုင်ကုန်နဲ့ထိုင်နေရတော့ထိုင်ကုန်နဲ့ထိုင်နေဟိုနားမှာနောက်မှာလို့မွေကြီးလို့ခွေးနှကောင်ကကိုက်နေရတယ်အဲ့ပဲပြေးလာမှတော့မွေကြီးကလို့ပြောတယ်သူကထပြီးအဲ့ဟွာကြီးကိုမွေကြီးကိုလိုက်ရိုက်နေအဲ့ဒါလေးဒီနော်မွေကြီးနားကိုအဲ့မကြီးလာအဲ့ကားသမားကြီးကမွေကြီးနားကိုကပ်ပြီးတွားရိုက်တာကပ်မတွားနဲ့လို့ခဏနေခွေးနှကောင်ကိုစိတ်ဆိုးနေလို့မွေကြီးကလာကြိုက်လိုက်မယ်လို့ပြောတာကိုလေရဘူးဟေးအဲ့ကားသမားကလည်းကပ်ရိုက်တော့အဲ့မှာဖြစ်ပြီးအဲ့မှာကြည့်လောက်ခွေးနှကောင်ကကြိုက်တယ်အဲ့မှာနော်ဂယူးဆိုင်ကြမှာမွေးတွေတာပေါ်တယ်လို့ရင်တခါလဲဒီလောက်တော့မကြည့်ဘူးသူနည်းနည်းလေးအဲ့ထက်နည်းနည်းငယ်တယ်နည်းနည်းသေးတယ်ပုံစံလဲအဲ့လိုတော့မဟုတ်ဘူးအဲ့လိုမျိုးတကောင်သူတို့ကကြိုက်ထားတာကိုလေအသေးပဲလုံးဝကိုတီသွားတာအဲ့မွေးကြီးကလေခါနာကြီးကိုလုံးဝကိုပိုင်းကိုပြတ်သွားတာတော့အဲ့မှာအခုမွေးကြီးကလည်းမကြည့်လောက်နေတာကြီးမဟုတ်ဘူးအဲ့မှာစမ်းနဲ့ကိုငုံလို့ကိုမြောက်အဲ့ဒါခွေးနှကောင်ကလေဒီလားတအားကိုပဲဇွဲရှိနဲ့ကိုတော်တော်ကိုကြိုက်တာခွေးမကလေသူကလေးတွေကိုမျိုးမဆိုးလို့ထင်ပါတယ်တော်တော်ကိုဇွဲကောင်းတာခွေးမလေဒီမွေရလေဒီလားဝေးရနေရိုက်ထားတာမလို့ဟိုမှာကြည့်လိုက်အောင်ခေါင်းကြီးထောင်းပြီးတော့လေခွေးကိုကြိုက်ချင်တယ်မယ်လို့ပြောမကြိုက်လို့မရတော့ဟိုမှာရှင်းရှားကြီးကထုတ်လို့အဲ့မှာလေအဲ့မှာခွေးရလည်းကြည့်နေအဲ့တခါတော့လေခွေးကိုကြိုက်တာတော့ဒီလားခွေးရလေတုံးသွားပဲဒီလားအဲ့မှာကြည့်လိုက်အောင်ခွေးနှကောင်ကဆွဲနေတာမွေကြီးကိုကြောက်နဲ့ရိုက်တာဆိုတော့လေဗီဒီယိုကလေမငြိမ်ဘူးဒီလားအဲ့လိုအမကြည့်လိုက်အောင်ခွေးဘက်ကိုအဲ့လိုကြည့်လှည့်ပြီးကြိုက်ချင်တာခွေးရလည်းမရဘူးတော့ခြေထောင်နဲ့ကိုလေသူ့ခြေထောင်နဲ့နင်းပြီးတော့လေတအားကောက်ကြိုက်ဆွဲတာအဝိနာရိုက်ထားတာတော့မှပဲဒီလားကြွနေမြင်ညာခွေးကြိုက်တော့လေခါယိုးကြီးတွေကိုကြိုက်တာဟာဒီလားခွေးရလည်းလေဘလောက်များသွားတွေထက်တယ်မသိဘူးဒီလားအဲ့မွေရဲ့အရေးကိုကြီးကိုပေါက်သွားတာလေအတန်ကိုကြားနေရတယ်ဟေးကြွနဲ့ကြိုက်တာဟောမကြည့်လောက်မွေရလေအားတောင်မှရော့သွားရင်အမမယုံနိုင်တော့မွေရအကောင်တော့တော်တော်ကြီးတယ်အဲ့ဒါအဝေးရရိုက်ထားတာမလို့နော်အဝေးရရိုက်ထားတာမလို့နောက်တစ်ကောင်ကထပ်ဆွဲပြန်ပြီးမဟုတ်ရင်လေနင်းနာရိုက်ရင်ဘယ်လောက်များကြီးမနေမသိဘူးကြောက်လိုက်တာကိုဗီဒီယိုရိုက်ရင်လည်းကိုကြောက်တာကိုတအားပဲအဲ့ဒါကြောင့်တော့ဂရုစိုက်ကြပါသွားတာလာတာကြောက်တခါတလေကြာရင်ညာကြီးမို့ချုပ်ဆိုရင်အပေါ်တွေဘာတွေသွားတာတွေပါဆိုပြီးသွားရဲကြောက်တယ်ဒါပေမဲ့မွေကြီးက